国安线下面呢。OK， 第年第一，就那车呢，那头那什么，就那种，你要没有耶，就那种，麻烦在亚马，China 没只有什么，就那种耶，你要到东南没到处的，那要使用没有，就那种三大跑道你吧。အခုလိုကျွန်တော်တို့စံနာဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့နိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အချမ်းပဲစစ်တပ်ကမတရားကျွန်တော်တို့ရဲ့ဒီမိုကရေစီအစိုးရလက်ထက်ကအာဏာယူပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်အတိုင်းပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင်ကျွန်တော်တို့ရဲ့သမ္မတကြီးဦးဝင်းမြင့်ဝန်ကြီးချုပ်များလွှတ်တော်ကိုယ်စားလှယ်များကိုမတရားဖမ်းဆီးထောင်ချခဲ့ပါတယ်။အဲ့ဒီစစ်အာဏာရှင်တွေကိုကျွန်တော်တို့ပြည်သူလူထုကမထောက်ခံဘဲနဲ့စန့်ကျင်ပြီးတော့တောင်းလန်ခဲ့တာအခုဆိုရင်၄နှစ်ကျော်ကာလကိုရှိခဲ့ပါတယ်။ကျွန်တော်တို့ရဲ့တော်လှန်ရေးကပေါက်ဖွာလာတဲ့ကျွန်တော်တို့ရဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့UNGကိုကျွန်တော်တို့ပြည်သူလူထုကတစ်ခဲနဲ့ထောက်ခံပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းနဲ့နိုင်ငံတကာအစိုးရတွေကလည်းအတိအမှတ်ပြုလက်ခံနေတာအားလုံးသိပဲဖြစ်တယ်။အခုစစ်အကြမ်းဖက်အုပ်စုကအာဏာသိမ်းပြီးနောက်ပိုင်း၄နှစ်ကျော်ကာလမှာကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူလူထုကလေးသူငယ်ပါမကြမ်းကိုဝင်တဲ့အစုံတက်ကြီးရိုးတွေကိုအခုချိန်ထိတပ်ဖြတ်ခဲ့တာ6,690အပြစ်မဲ့ပြည်သူတွေအပြစ်မဲ့သူတို့ဥပဒေမဲ့တပ်ဖြတ်ခဲ့ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့တွန်းလှန်အင်အားစုနဲ့ကျွန်တော်တို့ရဲ့ PDF အင်အားတွေကျွန်တော်တို့ရဲ့ EAO တိုင်းသားကောင်းဆောင်တွေကိုဒီစစ်တပ်မဲ့အုပ်စုကိုကတ်တာရဲဝဲတွန်းလှန်ခဲ့တာလေအခုဆိုရင်ကျွန်တော်တို့ရဲ့မြန်မာပြည်မှာ80ရာခိုင်နှုန်းကျော်ကိုကျွန်တော်တို့ရဲ့တော်လှန်ရေးအင်အားစုကထိန်းချုပ်ထားပြီးဖြစ်ပါတယ်အခုဆိုရင်စစ်ကြမ်းမဲ့အုပ်စုကအဲ့ဒီအတွက်သူတို့ရဲ့စစ်အင်အားတွေလည်းရောပါနေတယ်သူတို့အရှုံးကြီးရှုံးနေတဲ့ကာလမှာကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူလူထုကိုဓာတွေကိုမီးရှို့မြို့တွေကိုမီးရှို့တပ်ဖြတ်ခဲ့တာဆိုရင်အခုဆိုရင်ရွာပေါင်းအိမ်ခြေပေါင်း1,450အိမ်ခြေပေါင်းကိုသူတို့အပြစ်မဲ့သူတို့မီးရှို့ခဲ့ပါတယ်။ဒါတွေကကျွန်တော်တို့နိုင်ငံတကာအစိုးရနဲ့နိုင်ငံတကာအတိုင်းအဝန်းကသိနေပါတယ်။အဲ့ဒီလိုကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေရဲ့အိမ်တွေကို1,450ကိုမီးရှို့ခဲ့တာကိုဒီတရုတ်အစိုးရကကွန်မြူနစ်အစိုးရကကန့်ကွက်ခြင်းရှုတ်ချခြင်းပြစ်တင်ခြင်းဒီစစ်ကြမ်းမဲ့အုပ်စုကိုပြုလုပ်ခဲ့ပါဘူးအခုဆိုရင်ကျွန်တော်တို့ရဲ့ဒီ၄နှစ်ကျော်ကာလတိုးတွင်မှာကျွန်တော်တို့သူတို့ရဲ့အင်အားတွေကဆုံးရှုံးခဲ့တယ်သူတို့ဒီစိတ်ကလေးဖြစ်နေတဲ့ခါမှာသူတို့က airstrike ဆိုတဲ့ဒေရင်နဲ့ပြစ်မဲ့ပြည်သူတွေကိုသူတို့ဘုံကျဲမှုပဲလုံးတိုင်ခဲ့ပါတယ်အခုလိုဘုံကျဲတပ်ဖြတ်မှုတွေကဘယ်လောက်ရှိသွားပြီလဲဆိုရင်2,490အကြိမ်တိကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်ခဲ့ပါတယ်ပြီးခဲ့တဲ့မေလကဆိုရင်ကျွန်တော်တို့ကလေးသူငယ်လေးတွေဘာမှမသိသေးတဲ့ကလေးသူငယ်လေးတွေရဲ့ကြောင်းကိုဘုံကျဲပြလို့ဆရာမအပါဝင်ကျောင်းသားလေးတွေလည်းအသက်ဆုံးရှုံးခဲ့ပါတယ်အဲ့ဒီလိုသူတို့အပြစ်မဲ့ကျွန်တော်တို့ပြည်သူလူထုကလေးသူငယ်တက်ကြီးရွယ်အောင်ကလေးသူငယ်အပါဝင်ကျွန်တော်တို့ကိုဝင်တဲ့ဆုံးသူတို့ airstrike နဲ့ဒေရင်နဲ့အပြစ်မဲ့ပြည်သူတွေကိုဘုံကျဲခဲ့တာ2,490အကြိမ်ရှိခဲ့ပါပြီအဲ့ဒါကိုလည်း
ဒီတရုတ်ကွန်မြူနစ်အစိုးရပြစ်တင်ခြင်းရှောက်ချခြင်းဘလို့ပဲလက်လူရှုခဲ့ပါတယ်ဒါကိုနိုင်ငံတကာအစိုးရကလည်းသိပါတယ်အမေရိကန်အစိုးရကလည်းသိပါတယ်ဥရောပအစိုးရကလည်းသိပါတယ်ဒါကိုပြစ်တင်ရှောက်ချဝေဖန်ခြင်းမဖြစ်ဘဲနဲ့ဒီစစ်ကြတဲ့အုပ်စုကိုခောက်ခံနေပါတယ်နော်သူတို့ကိုကြီးပံ့ပိုးပေးနေပါတယ်အခုဆိုရင်ကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကိုတပ်ဖို့အတွက် drone တွေစစ်လက်နက်ပစ္စည်းကိရိယာတွေလေယာဉ်တွေကြီးစံတွေကိုသူတို့ကစစ်ကြမ်းတဲ့အုပ်စုကိုဒီတရုတ်ကွန်မြူနစ်အစိုးရရှီကျင်းပင်အစိုးရကအခုကိုကြီးပံ့ပိုးပေးနေပါတယ်ကိုလိုပြောင်းတင်းကိုကြီးပံ့ပိုးပေးနေတာကဒီနိုင်ငံကြီးတနိုင်ငံအနေနဲ့လည်းရှက်ပွဲလေးဖြစ်ပါတယ်အင်းဒီချင်းနိုင်ငံလည်းမပြီးသားရရောက်ပါတယ်သူတို့အမြဲတမ်းပြောနေတဲ့ရှီကျင်းပင်တို့ဝန်ကြီးတို့အမြဲတမ်းပြောနေတဲ့နော်ကျွန်တော်တို့ဒီထွေးရဲ့ကိုထွေးရောက်ဆုတ်ကပါဘူးဆိုပြီးပြောင်းတင်းနိုင်ငံတကာကိုသူတို့လိမ့်နေနေတဲ့လက်ဖြာနေရဆိုပေမဲ့လည်းယခုဒီရှမ်းပြည်မြောက်ပိုင်းမှာလာရှုံးမှာတရုတ်အစိုးရရဲ့ရုံးမှုတရားဝင်သူတို့ရုံးဆိုင်ပြီးတော့ကုတ်ကဲစီမံနေတယ်ကျွန်တော်တို့ရဲ့အထောက်ချအာဏာကိုကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်ကျွန်တော်တို့အမိမြန်မာပြည်သူတန်50ကျော်တွေဟာကျွန်တော်တို့ရဲ့အထောက်ချအာဏာကိုကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသလိုကျွန်တော်တို့ပိုင်ဆိုင်ပါတယ်ဖဲအိမ်ချင်းနိုင်ငံမှာကျွန်တော်တို့ရဲ့ထောက်ချအာဏာကိုထိပါဆော်ပါခွင့်မရှိဘူးဆိုတာကျွန်တော်တို့ဒီနေရာကရဲဝင်ပြတ်တာကျွန်တော်တို့ပြောချလိုပါတယ်ဒါကြောင့်ကျောက်ကွန်မြူနစ်အစိုးရရှစ်ကျင်းပင်အစိုးရဝန်ကြီးအစိုးရရဲ့စစ်ကြမ်းတဲ့အုပ်စုကိုပြစ်တင်ရှောက်ချမှုကိုကျွန်တော်တို့ပြတ်တာဒီရောက်မြန်မာကွန်မြူနတီအဖွဲ့ကျွန်တော်တို့တော်လှန်အင်အားစုကပြတ်ကန့်ကွက်ပါတယ်စန့်ကျင်ပါတယ်ရှောက်ချပါတယ်တကယ်လို့များကျွန်တော်တို့ဒီစစ်ကြမ်းတဲ့အုပ်စုကိုဆက်လက်ကိုကြီးပံ့ပိုးပေးနေမယ်ဆိုရင်ကျွန်တော်တို့အမိမြန်မာပြည်သူလူထုရဲ့တန်ခတ်ခြင်းကိုတရုတ်ဆိုရအနေနဲ့တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့ခံစားရမှာဆိုတာကိုကျွန်တော်ဒီနေရာကတိလင်းပြောကြားလိုပါတယ်တရုတ်အစိုးရကရင်းနှီးမြှုပ်နှံထားတဲ့မြန်မာပြည်ကနော်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်တို့ဘယ်သူမှအာမခံနိုင်မှာမဟုတ်ပါဘူးပြည်သူလူထုကလက်မခံဘူးဆိုရင်အဲ့ဒီအကျိုးဆက်ကိုဒီတရုတ်အစိုးရအနေနဲ့ပြတ်ရှင်းဆိုင်ရမှာဆိုတဲ့အကြောင်းကျွန်တော်ပြောကြားလိုပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ New York City Burmese Community အနေနဲ့ရောကျွန်တော်တို့တော်လန် New York မြန်မာအင်အားစုအနေနဲ့တော့တရုတ်ရှစ်ကျင်းပင်ကွန်မြူနစ်အစိုးရရဲ့လုပ်ရတဲ့ကိုယခုချိန်ကစပြီးရက်တန်းရပ်ဖို့ကျွန်တော်တို့ပြင်းထန်တောင်းဆိုပါတယ်တရုတ်ကွန်မြူနစ်အစိုးရရဲ့မြန်မာရေမှာဝင်ရောက်စုပဲမှုရက်တန်းတွေကိုကျွန်တော်တို့တောင်းဆိုပါတယ်တရုတ်ကွန်မြူနစ်အစိုးရရှစ်ကျင်းပင်အစိုးရဝါရီအစိုးရရဲ့ကျွန်တော်တို့စစ်ကြမ်းအုပ်စုကိုကြီးပံ့ပိုးမှုတွေကိုရက်တန်းပေးဖို့ကိုကျွန်တော်ဒီနေရာကကျွန်တော်တို့ပြင်းထန်နဲ့ကျွန်တော်တို့တောင်းဆိုပါတယ်အဲ့လိုမှမရက်တန်းဘူးဆိုရင်ကျွန်တော်တို့ပြည်သူလူထုရဲ့ခံခတ်ခြင်းကိုကွန်မြူနစ်အစိုးရကခံစားရမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်အခုဆိုရင်ကျွန်တော်တို့ air strike တဲ့ရင်နဲ့ကျွန်တော်တို့အပြစ်မဲ့ပြည်သူတွေကိုပုံကျဲတာ2480ကျင်းကြီးရှိခဲ့ပါပြီကျွန်တော်တို့ရဲ့ဘာသာရေးစောင့်ကိုနော်240ကျော်ကိုဖျက်ဆီးခဲ့ပြီးပါပြီစေယုံပေါင်း132ရုံနော်စေယုံမှာရှိနေတဲ့ကျွန်တော်တို့ဒုက္ခခံစားနေရတဲ့ပြည်သူတွေကိုမထောက်ကြပဲစေယုံပေါင်း132ရုံကိုစေယုံပေါင်းကိုသူတို့ extra နဲ့ကျဲပြီးတော့ပုံကျဲပြီးတော့သူတို့ဖျက်ဆီးခဲ့ပြီးသွားပါပြီအခုကလေးသူငယ်ပေါင်းကနော်988ယောက်ဒီကိုအပြစ်မဲ့ကလေးသူငယ်တွေကိုသူတို့တပ်ဖြတ်ခဲ့ပြီးသွားပါပြီဒါကြောင့်ကျွန်တော်တို့စစ်ကြမ်းအုပ်စုကိုရုပ်ရှင်းချင်းပဲဆိုရနေနဲ့ကျွန်တော်ရက်တန်းကရပ်ဖို့ကျွန်တော်တို့ဒီနေရာက
တောင်းဆိုပါတယ်ပြင်းပြင်းထန်ထန်နဲ့ကပ်ကွက်ပါတယ်ရပ်တန်းကရပ်ဖို့ကျွန်တော်တို့ပြောကြားလိုပါတယ်အခုကျွန်တော်တို့မကြသေးခင်ကကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ငလီတန်းကြောင့်ဆိုရင်ကျွန်တော်တို့ရဲ့အပြည့်ပဲပြည်သူ9400ကျော်ကတက်ဆုံးသွားခဲ့ပါပြီ။နော်ခိကိုက်တိုင်းရတဲ့လူတွေဟာ1000ကျော်ရှိခဲ့ပါပြီ။အဲ့ဒီအတွက်အဲ့ဒီငလင်တန်းအတွက်နိုင်ငံတကာကကိုကြီးပံ့ပိုးမှုတွေကဘီလီယံနဲ့ချီပြီးဝေတွေကိုရခဲ့ပေမဲ့ကျွန်တော်တို့အပြည့်မဲ့ပြည်သူတွေအတွက်ဒုက္ခခံစားနေရတဲ့ပြည်သူတွေအတွက်စစ်ကြမ်းပဲအုပ်စုကဘာမှကိုကြီးမှုပံ့ပိုးမှုထောက်ပံ့မှုမလုပ်ခဲ့ပါဘူးသူတို့အခုသူတို့ရဲ့နိုင်ငံရေးထပ်ပေါက်နေနဲ့ဒီဇင်ဘာလ2025ဒီဇင်ဘာလနဲ့2026ဇန်နဝါရီလမှာကျွန်တော်တို့ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေပါတယ်အဲ့ဒီရွေးကောက်ပွဲကျင်းပဖို့အတွက်တရုတ်ကွန်မြူနစ်အစိုးရရှီကျင်းပင်ဆိုရတာထောက်ခံပြီးတော့ကိုကြီးပံ့ပိုးပေးနေပါတယ်ကျွန်တော်တို့ရဲ့ EAO အင်အားစုတွေ PDF အင်အားစုတွေတော်လန်ပြည်သူလူထုတွေဟာ80ရာခိုင်နှုန်းကျော်ကိုကျွန်တော်တို့ထိန်းချုပ်ခဲ့ပြီးတော့ပါပြီဒါကြောင့်မို့ရွေးကောက်ပွဲကိုကျွန်တော်တို့အထူးရောက်ရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူလူတွေဟာပြတ်တကကန့်ကွက်မယ်ဆန့်ကျင်မယ်ရှုတ်ချမယ်နောက်တဲ့လူတွေကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်အဖြစ်ပြင်းမဲ့ဆိုတဲ့အကြောင်းဒီနေ့ကပြောကြလို့ပါတယ်တော့ဝရွေးကောက်ပွဲကိုကျွန်တော်တို့ခွင့်မပြုပါဘူးဒါကပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့ပြည်သူလူထုအကျိုးစီးပွားမဟုတ်ဘူးပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့ရွေးကောက်ပွဲလုပ်ခြင်းကိုကျွန်တော်တို့ပြင်းထန်ထန်ကန့်ကွက်မယ်ရှုတ်ချမယ်ဖျက်ဆီးမယ်ဆိုတဲ့အကြောင်းပြောချလိုပါတယ်ဒါကြောင့်တရုတ်ကွန်မြူနစ်အစိုးရရှေ့ချင်းပဲဆိုရကြဆုံးပါစေကြဆုံးပါစေရေဆုံးပါစေတရုတ်ရှေ့ချင်းပဲဆိုရကြဆုံးပါစေကြဆုံးပါစေတရုတ်ရှေ့ချင်းပဲဆိုရကြဆုံးပါစေကြဆုံးပါစေကြဆုံးပါစေကျွန်တော်ရွေဦးတော်လည်းအောင်ရမည်ကျွန်တော်ရွေဦးတော်လည်းအောင်ရမည်ကျွန်တော်ရွေဦးတော်လည်းအောင်ရမည်အောင်ရမည်ကျွန်တော်ရွေဦးတော်လည်းအောင်ရမည်အောင်ရမည်ကျွန်တော်အောင်ရမည်အောင်ရမည်ကျွန်တော်အောင်ရမည်အောင်ရမည်အောင်ရမည်ကျွန်တော်အောင်ရမည်အောင်ရမည်အောင်ရမည်ကျွန်တော်အောင်ရမည်အောင်ရမည်အောင်ရမည်中国政府现在支持我们独裁的军队，所以今天我代表缅甸人民向中国政府警告和说明一些事实。我们缅甸市区聚集在这里的主要的目的是侦测中国政府的政策，因为中国政府不是缅甸的好邻居。中国政府一直以来支持缅甸军队独裁，但对于我们缅甸人民来说，这些并不是好处。因此，自从2021年2月以来，中国政府与杀害无辜民众的缅甸军方合作。中国政府正在支持军方需要的各类装备和支数，包括杀害无辜人民的致命装备和枪支，杀害无辜人、孕妇还有那个孩子们。那个军方，缅甸军方一直都杀害无辜的人，但是中国政府还是支持杀人凶手缅甸军方。所以很多无辜的人被杀害，
他们的坟屋也被烧毁。不仅如此，音乐和学校也遭到轰炸和摧毁。一直以来，中国政府通过用知术和枪支交易原则来支持缅甸军队。因此，同时，当军方在没有缅甸人民支持的情况下进行的选举时，中国政府却支持军方的行为和观点。因此，我们今天要警告中国政府，缅甸政府只有一个，那是我们缅甸人民选的政府，所以只要支持缅甸人民选的官方政府，我们政策也抗议中国政府支持缅甸军队。如果你们中国政府继续支持我们缅甸人民选的政府的话，我们非常的欢迎。目前缅甸人民国家捍卫者以及来自不同的市区和族群的人士正是攻击军方。我们正在创造我们自己的历史和道路，所以不要继续支持缅甸军队和控制我们国家的事务。如果中国继续站在缅甸军方的一边，缅甸人民就会想方法摧毁与中国有关的工业、财产和合同，任何与中国政府有关的企业都将被永久撤出缅甸。因此，中国政府现在必须马上去支持独裁的缅甸军队，否则我们缅甸人民的团结力量和团队人民和军队，我们将阻止中国政府支持军方的行动和政策。我们现在将我们自己的未来，我们决定我们自己的未来。我们回家的路已无法阻挡，任何人都无法为人民革命定价。我们的超能力无法支持人民的力量，我们的革命一定会胜利，我们这次一定会赢，我们这次一定会赢，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 一定会赢！你们滚出去！中国政府滚出去！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 好说了，好说了。แต่ไม่เหมือนเนาะแล้วก็ชาวนาโคโรมาโร่นักเข้าที่โอเนาะ China 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 Shame on you shame on you 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 เราจะต่อครับ China China Don't support leadership in Burma Don't support leadership in Burma Don't support leadership in Burma China China Don't support leadership in Burma Don't support leadership in Burma China China Don't support leadership in Burma Don't support leadership in Burma China China Stop having SAC Stop having SAC Stop having SAC
China. Stop helping SAC. Stop helping SAC. China, China. Do not interfere in our internet affairs. Do not interfere in our internal affairs. China, China. Do not interfere in our internet affairs. Do not interfere in our internet affairs. China, China. Do not interfere in our internet affairs. Do not interfere in our internet affairs. Our way back home is Installation! Installation! 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 the future of our nation is In our hands! In our hands! the future of our nation is In our hands! In our hands! the future of our nation is In our hands! In our hands! the future of our nation is In our hands! In our hands! the future of our nation is In our hands! In our hands! the future of our nation is In our hands! In our hands! the people's revolution is Not for sale! Not for sale! the people's revolution is Not for sale! Not for sale! ကျွန်တော်ကဒီထဲမှာမပါတော့တချို့စာကြောင်းလေးတွေပါပြခုနေလဲဟိုပြတူတာတော့တော်တော်များများထည့်ထားပါတယ်ကျွန်တော်ထပ်ပြီးဖြည့်ကြလို့ပါနော်ကျွန်တော်အရှိရဟိုကျွန်တော်ရှိရတိုင်ပေးမယ်နောက်ကနေကိုရိုမာတို့ကဒီဟာလေးអော်ပေး it is not made in China okay it's not ပဲပြော it is not ပဲပြောပေးပါနော်သုံးကအဲ့ဒါကိုអော်ပေးမယ်နော် it's not made in China okay ကျွန်တော်ရှိရတိုင်ပေးမယ်ခဏလေးနော် Myanmar Spring Revolution is It's not made in China! It's not made in China! Myanmar Spring Revolution is It's not made in China! It's not made in China! Myanmar Spring Revolution is It's not made in China! It's not made in China! Myanmar Spring Revolution is It's not made in China! It's not made in China! Myanmar Spring Revolution is It's not made in China! It's not made in China! ကျွန်တော်အရှိရ China ပေါ့မယ်ကိုရိုမာတို့ကGTFO okay GTFO of Myanmar လို့ဟောပြီ GTFO of Myanmar ကျွန်တော်အဲ့ဒါကိုရှင်းမောကျွန်တော်မင်းတို့အကောင်တော့ကိုရိုမာတို့အဲ့အရှင်းပါလဲတည်တယ်ဒါဒီထဲမှာတော်တော်များများကောင်းမှုမစာလေးဖြစ်နေလို့ကျွန်တော်မကောင်းတဲ့စာလေး2ကြောင်း3ကြောင်းနည်းနည်းခက်ပြင်းပြင်းလေးရမ်းရမ်းလေးထည့်ကြလို့နော် GTFO of Myanmar okay China ဆိုရင် GTFO of Myanmar China GTFO of Myanmar! GTFO of Myanmar! China GTFO of Myanmar GTFO of Myanmar China GTFO of Myanmar! GTFO of Myanmar! 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 China's king Myanmar's king! Myanmar's king! 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 Now you're not good neighbor China You are not good neighbor! You are not good neighbor! China You are not good neighbor! You are not good neighbor!
ကြောင်းသွားမယ်နော်အဲ့နောက်ကြောင်းကြည်ကြည်လေးအောင်ပြော China Chinaကျွန်တော်ကမြဲတယ်မလို့နော်ဘာလို့လဲကျွန်တော်အဲ့စာတော့ဒီကောင်တွေကြားနေကြလို့နည်းနည်းလေးအဲ့ခေါ်မှာပြက်ပြီးခေါ်မယ်နော် China China The communist The communist China China The communist The communist China China The communistနောက်ကြောင်းသွားမယ်နော် China China They support the terrorists They support the terrorists China China They support the terrorists They support the terrorists China China They support the terrorists They support the terrorists နောက်ကြောင်းသွားမယ်နော် China China Stay away from Myanmar Stay away from Myanmar China China Stay away from Myanmar Stay away from Myanmar နောက်ကြောင်းသွားမယ်နော် Our revolution will Shall prevail Shall prevail Our revolution will Shall prevail Shall prevail ဒီမှာဒီလိုပို့ကန်ပြီးဒီမှာစာလေးဟိုစားလေကျွန်တော်တို့က China ဒုတိယအကြောင်းပဲနော်ကွန်ပဲအော်ပေးမယ်နော်ရှေ့ကဒီမှာကသူတယောက်လို့ပြောမယ်ကျွန်တော်က China ကွန်နော်ဒုတိယစာကြောင်းမှာကိုနေကျန်း China ကွန်တတိယစာကြောင်းမှာ China ကွန်ဟိုဒုတိယကိုနေကျင့်တာမပြောอ่ะအဲ့ဒီဥစ္စာရမတောက်ချောက်ပြောဟုတ် China ကွန်ဆိုတော့ကျွန်တော်ကတော့ဟောရမယ်နော်ဟုတ်ပြီ中国政府滚出去！中国政府滚出去 China 滚中国政府滚出去 China 滚滚滚 China 滚滚滚中国政府滚出去 China 滚滚滚 China 滚滚滚中国政府不要干涉我们的国内政 China 滚滚滚 China 滚滚滚中国政府不要干涉我们的国内政 China 滚滚滚 China 滚滚滚中国政府不要干涉我们的国内政 China 滚滚滚 China 滚滚滚中国政府挺支持军方独裁 China 滚滚滚 China 滚滚滚中国政府挺支持军方独裁 China 滚滚滚 China 滚滚滚中国政府挺支持独裁的军方 China 滚滚滚 China 滚滚滚中国政府不要干涉缅甸不要支持缅甸军队独裁 China 滚滚滚 China 滚滚滚中国政府不要支持缅甸军队独裁 China 滚滚滚 China 滚滚滚中国政府不要支持缅甸军队独裁 China 滚滚滚 China 滚滚滚中国政府我们现在决定自己的未来 China 滚滚滚 China 滚滚滚中国政府现在我们决定自己的未来 China 滚滚滚 China 滚滚滚中国政府现在我们决定自己的未来 China 滚滚滚 China 滚滚滚所以现在我们决定自己的未来中国政府不要支持缅甸军队独裁我们决定我们自己的未来你们滚出去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 Goodbye! Sana!
We're not Chinese. We're not from China. We are Burmese. We are from Myanmar. We've been here like so many times already, including like our embassy and Consul 10 and all in here and everywhere about like in front of you guys, like Chinese buildings, you know. I'd like to clarify that we are Burmese. We are here for our people from Myanmar. Because Chinese government, they're supporting those terrorists in Myanmar. They stay supporting that dictatorship. They know they know they're evil and they stay supporting them. That means they are the same. That means they are the same. You guys stay here in the building and chilling and whatever. Like these guys always out there, and you guys don't give F. You know, like that's fine. You guys are stay here like peacefully inside and like doesn't care about anything just because of the diplomacy. That doesn't mean you guys are doing the right things. I know that China is a big country. And you guys have more people and more powerful in like everything, every field and every sectors. But that doesn't mean that you can do whatever you want to our country. That's not right. We know, and we're seeing like whatever you guys doing every day to our people, You guys are supporting those like dictatorship in our country because like I want get just to the point. You guys want our country, like you guys want the Taiwan or the Hong Kong, whatever. But we're not. We support them too because we are on the same pace. We are all fighting for our country. Okay. Whatever you guys seeing or you guys listen or not, I don't care. Like you guys don't care. We still gonna be fighting for our people here in the United States as well as in our country, okay? Like I said, we are not Chinese. I like to say that again, but that doesn't mean that we hate Chinese people. We love Chinese people. We do have so many Chinese friends and people. We eat Chinese food and everything. We use Chinese products and everything. But I'm talking about the government. The minority one, like the same thing in our country do. The minority killing the majority in innocence. For what? For what? Stop doing that. We keep saying it again and again. You guys have to listen to that, okay? Democracy and justice will always win. Whatever you guys do, at the end of the day, okay? I know what you guys are allies to. Look at them, okay? Look at them. Dictatorships and like the terrorists, they don't win always. They don't win always. We're gonna win the justice and the democracy and the truth. We're gonna win one day. We're gonna keep fighting, okay? You guys, they're gonna be seeing us out here
until we win. Okay? That's it. That's all I want to say. Do the right thing. Stop doing the wrong thing and killing people and supporting people that those who are killing the innocents, and you guys still supporting them with weapons and all those like ammunitions and all the jets and fuels and whatever. You guys are just killing people, and you guys maybe wearing suit and tie and chilling inside with the air conditions and driving like all kinds of like armor car or getting all the guards. But you guys out. That's such a shame, okay? Such a shame. That's it. Thank you. Okay. ကျွန်တော်တို့အခုလာတော့အားလုံးလည်းရကြမယ်ထင်ပါလေ။ရေးကြည့်ပြီးရင်ကျွန်တော်တစ်ချင်းလေးဆိုတော့ကြောင်းနော်။ကျွန်တော်တို့ရဲ့ညီညီမှုကိုပြသပြီးတော့ကျွန်တော်တို့ရဲ့အင်ဒီဂျီနိုင်ငံဖြစ်ပေမဲ့သူတို့ကပြောတဲ့ဆွေမျိုးပေါက်ခေါ်လို့ပြောပေမဲ့ဆွေမျိုးပေါက်ခေါ်ဖို့ပေါ့ဘူး။ကျွန်တော်တို့ပြည်သူတွေကိုစိတ်ချတယ်ဆက်ဆံတယ်ကျွန်တော်ပြည်သူတွေကိုတယောက်နိုင်ငံရဲ့လက်အောက်မှာတွေးကြည့်နေရဲ့တယောက်ကွန်မြူနတီအစိုးရကိုကျွန်တော်တို့ရှုတ်ချခြင်းဖြစ်တယ်။တယောက်ပြည်သူတွေကကျွန်တော်တို့နဲ့တသားနဲ့တစ်ခါတည်းရှိပါနော်အဲ့ဒီကျွန်တော်တို့တယောက်ပြည်သူတွေကိုကျွန်တော်တို့ဖိတ်ခေါ်တယ်တယောက်ကွန်မြူနတီအစိုးရကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်နော်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ရဲ့ champion terrorist နော်ဘေးအွန်လိုင်းနဲ့အဖွဲ့ကိုကိုကြီးပံ့ပိုးမှုတွေကိုအခုချိန်ကစပြီးရပ်တန့်ပေးပါနော်ကျွန်တော်တို့ဘလောက်ပဲအင်အားကြီးပါစေနော်ကျွန်တော်တို့အမှန်တရားကတနေ့ကျရင်အောင်ပွဲခံမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေဒီမှာပြည်သူလူထုတွေဘလောက်စီးလုံးကြောင်းဒီညကြောင်းကျွန်တော်တို့ပြသဖို့လိုပါတယ်ဟုတ်ကဲ့ကျွန်တော်အခုရေးကြည့်ပြီးတစ်ချင်းလေးနဲ့ကျွန်တော်ဆိုတော့ချေချီဒီနာကောင်းလို့တွေ့စီဟာဒီစေဒီကားဆိုငါတို့ရဲ့မိုင်းကိုငါတို့တွေ့နေရေးခဲ့ပြီဟေးဒီစားလေးပြုခဲ့ပြီချေချီဒီနာကောင်းလို့တွေ့စီဟာဒီစေဒီကားဆိုငါတို့ရဲ့မိုင်းကိုငါတို့တွေ့နေရေးခဲ့ပြီဟေးဒီစားလေးပြုခဲ့ပြီနိုင်ငံတော်ရဲ့ဆိုတဲ့ကိုရအောင်ဒီညီနာပေါင်းတို့တွေ့စီပါညီတွေညီကြသို့ငါတို့ရဲ့ပိုင်းကိုငါတို့တွေ့နေရေးဟေးကိစ္စလည်းပြုခဲ့ပြီညီပြီညီနာပေါင်းတို့တွေ့စီကညီတွေညီကြသို့ငါတို့ရဲ့ပိုင်းကိုငါတို့တွေ့နေရေးခဲ့ပြီဟေးကိစ္စလည်းပြုခဲ့ပြီနိုင်ငံတော်အတွက်ဆိုတဲ့ကိုလည်းပါမကြည့်သေးစေကိုတောင်းတွေ့ရဲ့ရဲရှိကိုချီနိုင်ငံတော်အတွက်ဆိုတဲ့ကိုလည်းပါမကြည့်သေးစေကိုတောင်းတွေ့ရဲ့ရဲရှိကိုချီလောလမွေနဲ့ရေရဲ့တွေ့စီဆုံးတဲ့တိုင်းမှာတော့တွေ့ရမည်Goodbye, Ma. Goodbye, Ma. Goodbye, Ma. Sana. Yeah. Sana. Sana. Yeah. Miro. Show. Miro. Show. New York Tare, New York Tare, New York Tare, Happy to the Happy to the Happy to Soya!
ရွှေဦးတော်လာရဲ့ အောင်ပါစေအောင်ပါစေ ရွှေဦးတော်လာရဲ့ အောင်ပါစေအောင်ပါစေ ရွှေဦးတော်လာရဲ့ အောင်ပါစေအောင်ပါစေ ကျွန်တော် China ဆိုပြီးရှေးဝန်ရှုနှစ်ချိန်អော်ပေးမယ်နော် China Shame on you shame on you 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 โอเคကျွန်တော်နောက်ဆုံးချိန်ကျွန်တော်တို့ဒီအင်္ဂလိပ်လိုကျွန်တော်တို့ slogan လေးအော်ပေးမယ်နော်နောက်ကအော်မဲဥစ္စာနှစ်ချိန်အော်မယ်နော်ကျွန်တော်က3ချိန်ကိုတိုင်ပါပဲ3ချိန်ပြီးရင်ကျွန်တော်တို့နောက်ဆက်နေကိုကြောင်းမယ်နော်အဲ့ဒါကိုနောက်ကနှစ်ချိန်အော်ပေးမယ်နော် China Get out of Burma Get out of Burma China Get out of Burma Get out of Burma China Get out of Burma Get out of Burma Shame on you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  China 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 Shame on you Shame on you Stop having SAC no China Stop having SAC Stop having SAC China Stop having SAC Stop having SAC China Stop having SAC Stop having SAC I'm sorry man wake up Hoyes And stop rebel And stop rebel wake up Hoyes And stop rebel And stop rebel wake up Hoyes And stop rebel And stop rebel wake up Hoyes And stop rebel And stop rebel The future of our nation is In our hands In our hands The future of our nation is In our hands In our hands The future of our nation is In our hands In our hands Not the job, not for sale. The people revolution is Not for sale Not for sale the people revolution is Not for sale Not for sale the people revolution is Not for sale Not for sale okay. The people revolution is Not for sale Not for sale the people revolution is Not for sale Not for sale the people revolution is Not for sale Not for sale China pain, Myanmar pain Myanmar pain 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 China. You are not good neighbor You are not good neighbor China. You are not good neighbor You are not good neighbor China. You are not good neighbor You are not good neighbor China. We don't need your orders We don't need your orders China. We don't need your orders We don't need your orders China. We don't need your orders We don't need your orders နောက်တစ်ကြောင်းကျွန်တော်ပြတ်လေးအောင်မယ်နော် China. The communists The communists The communists The opportunists China. The communists The opportunists The communists The opportunists နောက်တစ်ကြောင်း China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists နောက်တစ်ကြောင်း China. Stay away from Myanmar Stay away from Myanmar China. Stay away from Myanmar Stay away from Myanmar China. Stay away from Myanmar Stay away from Myanmar They support the terrorists, huh? China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists China. They support the terrorists They support the terrorists
shame on you, shame on you, no? China, China. Shame on you, shame on you. 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 Get out of Obama. China, China. Get out Obama, get out 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 Obama. Not for sale, not for sale. The people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. they support the terrorists. China, China. They support the terrorists. They support the terrorists. Shame on you, no? China, China. Shame on you, shame on you. 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 They support the terrorists. China, China. They support the terrorists. They support the terrorists. China, China. They support the terrorists. They support the terrorists. China, China. They support the terrorists. They support the terrorists. Not for sale, not for sale. The people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. the people revolution is Not for sale, not for sale. shame on you. China, China. Shame on you, 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 shame on you. Okay, နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရုပ်ကွန်မြူနစ်အစိုးရရှင်းချင်းတဲ့အစိုးရကိုကျွန်တော်တို့တတိပေးလိုပါတယ်တတိပေးခြင်းနဲ့အတူတောင်းလဲတောင်းဆိုလိုပါတယ်ဒါကြောင့်မို့ခုချိန်ကစပြီးကျွန်တော်တို့စစ်ကြမ်းအုပ်စုမြေအောင်လည်းနဲ့စစ်တပ်ကိုကိုညီပပဖို့ကိုရက်တံပေးပါအလုံးမရက်တံဟုဆိုရင်စိုးချိုးတွေကိုရုပ်ကွန်မြူနစ်အစိုးရရှင်းချင်းတဲ့အစိုးရအနေနဲ့ခံစားရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့သိပေးလိုပါတယ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုထောက်ခံထားတဲ့ကျွန်တော်တို့ National Unity Government အယူကြီးဆိုရကိုကျွန်တော်တို့ထောက်ခံပေးပါကိုညီပံ့ပိုးပေးပါကျွန်တော်တို့တော်တိုင်ရေးကပေါက်ဖွာလာတဲ့ကျွန်တော်တို့ရဲ့အယူကြီးဆိုရကတန်ပေါင်း90ကျော်သောပြည်သူလူထုတွေထောက်ခံထားသလိုနော်ကျွန်တော်တို့လက်နက်ကိုင်တော်လှန်ရေးပါဝင်နေတဲ့တိုင်းသားလူမျိုးစုအုပ်စုတွေကလည်းကိုညီပံ့ပိုးထောက်ပံ့ပေးတာပါ။ဒါပြင်ကျွန်တော်တို့ရဲ့ကြောင်းသားတပ်မတော် PDF တွေကလည်းဒီညီရောအန်ယူဂျီဆိုရတဲ့အတူတကွဒီရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့အန်ယူဂျီဆိုရကိုကိုညီပေးပါပံ့ပိုးပေးပါလို့ကျွန်တော်ဒီနေရာကတောင်းဆိုလိုပါတယ်။တကယ်လို့များကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကိုမလိုက်လျောဘူးလက်မခံဘူးမလုပ်ပေးဘူးဆိုရင်ကျွန်တော်ပြည်သူလူထုရဲ့တန်ခတ်ခြင်းကိုဒီရှစ်ချင်းမြေဆိုရအနေနဲ့ယခုချိန်ကစပြီးခံစားရမှာဆိုတဲ့အကြောင်းကျွန်တော်တို့ပြောကြလိုပါတယ်တရုတ်ပြည်ကြီးဟာနော်ကမ္ဘာမှာနော်ကျွန်တော်တို့အင်အားကြီးမားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုမြင့်တဲ့ဆိုရအနေနဲ့ကျွန်တော်တို့မိမိရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့လိုပါတယ်ဂုဏ်သိက္ခာအရှေ့အစင်မဲ့လုပ်ရတဲ့ကိုမလုပ်ဖို့ကျွန်တော်တို့ပြင်းပြင်းထန်ထန်တောင်းဆိုပါတယ်နော်အခုကျွန်တော်တို့အတူတူမှချက်တမှုဆိုရင်ကျွန်တော်တို့အခုနယူးယောက်မှာတာမကဘူးကျွန်တော်တို့ဝါရှင်တန် DC ဆန်ဖရန်စစ္စကိုလော့စ်အိန်ဂျလိစ်အမေရိကန်တနန်တလျာမှာတရုတ်ကရုံးဆိုင်ရာတွေကိုစန့်ကျင်ဆန္ဒပြသွားမှာဖြစ်တယ်လို့ကမ္ဘာလုံးနေနဲ့တရုတ်ကွန်မြူနစ်ဆိုရကိုစန့်ကျင်သွားမယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ပြတ်သားသား
တိတိတိလင်းကျွန်တော်ပြောချလိုပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရက်တန်သွားမယ်ဆိုရင်ဆွေမျိုးပေါက်ဖော်လို့ဖြစ်ပြီးမရက်တန်ဘူးဆိုရင်တော့ဆက်လက်ပြီးကိုကြီးပံ့ပိုးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ရန်သူတဒံကျွန်တော်တို့ဆက်ဆံရလိမ့်မယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ပြောချလိုပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရေးကြည့်ပြီးတစ်ချိန်နဲ့ကျွန်တော်နောက်ဆုံးပိတ်ကြပါနော်ဟုတ်ကဲ့ရေးကြည့်ပြီးညီနောင်ပေါင်းတို့ပေးစီပါညီစေညီသားတို့ငါတို့ရဲ့ကမိုင်းကိကိုငါတို့သိနေရေးပဲတွေ့သစ္စာလည်းပြုခဲ့ပြီရေးကြည့်ပြီးညီနောင်ပေါင်းတို့ပေးစီပါညီစေညီသားတို့ငါတို့ရဲ့ကမိုင်းကိကိုငါတို့သိနေရေးပဲတွေ့သစ္စာလည်းပြုခဲ့ပြီနိုင်ငံတော်ရဲ့ဆိုတဲ့ကိုလည်းပါမတိလေလေကိုတောင်းပေးရရဲ့ရှိကိုကြည့်နိုင်ငံတော်ရဲ့ဆိုတဲ့ကိုလည်းပါမတိလေလေကိုတောင်းပေးရရဲ့ရှိကိုကြည့်လို့ရရှိလေလေတွေပြီးရုံးတဲ့ငါတို့တွေရမည်မောက်မောက်တပိုက်တပိုက်မောက်မောက်တပိုက်တပိုက်မောက်မောက်စန္ဒစန္ဒရရစန္ဒစန္ဒရရစန္ဒစန္ဒရရမီတော့မီတော့ရှော့ရှော့မီတော့မီတော့ရှော့ရှော့မီတော့မီတော့ရှော့ရှော့ရေတော်ဘုံအောင်ရမည်အောင်ရမည်အောင်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်အောင်ရမည်အောင်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်အောင်ရမည်အောင်ဘုံအောင်ရမည်မြေရောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့မြေရောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့မြေရောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ဖီတူရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ဖီတူရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ဖီတူရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ချောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ချောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့ကော်ချောက်တာရကြီးရလာရကြီးရဟဲ့ကြီးရဟဲ့အောင်ရမည်အောင်ရမည်အောင်ကိုအောင်ရမည်အောင်ရမည်အောင်ရမည်အောင်ကိုအောင်ရမည်အောင်ရမည်အောင်ရမည်အောင်ကိုအောင်ရမည်ဟုတ်ကဲ့ကျွန်တော်တို့အခုချိန်ကစပြီးတော့ကျွန်တော်တို့ဒီရမရှိတဲ့တော်လန်အင်အားစုတွေလာရောက်ပူပေါင်းပေးတဲ့အတွက်ကျွန်တော်တို့အနွန် CBC ကအားလုံးလာရောက်ပူပေါင်းပေးတဲ့ကျွန်တော်တို့တော်လန်ညီကောင်မောင်နှမတွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်နောက်ကျွန်တော်တို့ပွဲတွေမှာလည်းမြေရောက်တော်လန်အင်အားစုတွေအနေနဲ့လာရောက်ပူပေါင်းပေးဖို့လည်းကျွန်တော်တို့လေးစားစွာဖြင့်ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်ကျွန်တော်တို့ဒီတရုတ်ကွန်မြူနစ်ဆိုရကိုမရမတတ်မချင်းကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ဆန္ဒပြဖော်ထုတ်နေမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဂျွန်လ21ရက်နေ့စနေနေ့မှာတိုင်းစပယ်မှာကျွန်တော်တို့4နာရီက6နာရီဒေါ်အောင်ဆန်းစုကြည်ကျွန်တော်တို့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့နှစ်80ပြည့်ကိုခံကနန္ဒကျင်းပမယ်ဆိုတဲ့အကြောင်းလဲအသိပေးအပ်ပါတယ်အားလုံးကိုထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော် group တပ်ပုံလေးရပ်ဖို့အတွက်အားလုံးကျွန်တော်တို့ group တပ်ပုံလေးရပ်ဖို့အတွက်အားလုံးဝိုင်းပြီးစုပေးကြပါခင်ဗျာ Okay ဒီပြရ呀，冇用，呀嘞，你干嘛嘞？ကျွန်တော်လဲဝင်ရပါရောက်ရရအားလုံးဝင်ရတော့โอเคညာဘက်3ကြောင်းလေးထောက်ပေးပါအလံလေးတွေတွေ့ပြီးညာဘက်3ကြောင်းဓာတ်ပုံကဆောက်ခဲ့တော့ပါဓာတ်ပုံ3ကြောင်းလေးထောက်မယ်ဝမ်းမပြီးတော့ဆိုရင်ဓာတ်ပုံဆိုင်ပြောပါမယ်ခဏလေးခြေတော်ဘုံအောင်ရမည်ခြေတော်ဘုံအောင်ရမည်ဟုတ်ကဲ့ခိုးဝိုင်းချင်းကဲ ready လို့ပြောပါ
我去，我来，过去你哦。耶老母，奥亚米，奥亚米，奥国奥亚米。耶老母，奥亚米，奥亚米，奥国奥亚米。耶老母，奥亚米，奥亚米，奥国奥亚米。China, China. Shame on you, shame on you. China, China. Shame on you, shame on you. China, China. Get out of Obama, get out of Obama. China, China. Get out of Obama, get out of Obama. China, China. Get out of Obama, get out of Obama. Shame on you. China, China. Shame on you, 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 shame on you. Okay. အားလုံးပဲကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်တို့အကုန်လုံးကျွန်တော်ပေါ်ရှာလေးတင်ပြကြပါပေါ်ရှာလေး Okay ကျွန်တော်ဒါလေးတင်လိုက်ခက်နေတာလေဘာမှလည်းမဟုတ်ဘူး။ဒီတော့လည်းပြတာပြတာ။ဘောရာရှိတယ်ဒီမှာဘောရာပါရှိတယ်။ဟာဒီလိုဒီကနေ့လိုက်ပါ